အတီးကောင်းတဲ့ Thai Fighter ကြီးတီးရိုင်နဲ့ကစားရမယ်အောက်ချင်းလေးကတော့အဆင်သင့်ဖြစ်ပါပြီဟာနီဦးကတော့အခုပဲအင်တာဗျူးတွေဖြေကြားလာတယ်ပေါ့နော်မကြခင်မှာသူတို့ညောင်ထိုးသက်ကြတော့မယ်ဒီနေ့ပွဲမှာတော့ပြိုင်ဘက် Fighter ရဲ့အာသာချက်ကသူ့အနေနဲ့ဒါလက်တီထိုးချက်တွေပေါ့လေပြိုင် Fighter ကဒါအလဲထိုးပါဝါရှိတယ်ဆိုတာသူသိတယ်ပြီးတဲ့ခါကျတော့ဒါတိုက်စစ်ဖွင့်ပြီးကစားတတ်တယ်ပေါ့နော်ပြိုင်ဘက်ကတိုက်စစ်ဖွင့်ပြီးတော့ကစားမယ်ဆိုရင်တော့တားချီနေပြီးတော့ကစားမယ်သူ့အနေနဲ့တော့ခြေကမ်းချက်တွေထုတ်သုံးမယ်ဘာညာဒီကနေ့မှာပြောသွားလာတာဖြစ်တယ်ပေါ့လေဆိုတော့ဒီပွဲမှာတကယ်လည်းဟုတ်တယ်ကျွန်တော်တို့ရှင်းကြည့်မယ်ဆိုရင်ပြိုင်မဲ့ Fighter D rank ဟာဆိုတော့ကျွန်တော်တို့အောက်ချင်းလေးဟာလင်းဦးထက်ကိုဒါအလေးထိုးပါဝါလေးကောင်းတယ်အရက်ကလည်းတလဲမှာပူရှိတယ်ပွဲတွင်အယုံစူးစိုက်မှုအားလည်းကောင်းတယ်ပေါ့လေဒါပေမဲ့အောက်ချင်းလေးကပြောပါတယ်ဒီပွဲမှာကျွန်တော်တို့နော်နန်တွေနှိုက်မယ် body shot တွေနှိုက်မယ်ဆိုရင်ဒါဒီ D rank ကမခံနိုင်ဘူးသူအားနည်းချက်ကိုကျွန်တော်တိထားတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့သူအနေနဲ့ဒီအားနည်းချက်တွေကိုအသုံးပြုပြီးတော့ပြိုင်ဘက်ကထိုးတက်လာမယ့်အခြေအနေပေါ်မူတည်ပြီးတော့ niche နဲ့ကောင်းကောင်းလေးနဲ့ကစားသွားမယ်လို့ဒါပရိသတ်တွေကိုဒါပြောလာပြီးတော့ channel MSN ကကိုနီယောဒါကဒါအမှတ်ပေးစနစ်ထိရောက်တဲ့အခါမှာစိုးရိမ်မိလားလို့ပြောလာတဲ့အခါမှာသူအနေနဲ့เนาะ Thai Champion ရှိရဲ့ နော် One Champion ရှိရဲ့စီမီစီကန်တွေကိုတော့သူအကုန်ချိတ်ပါရီဒါမဲ့เนาะကိုက Thai Fighter တွေနဲ့ရှိရင်အမှတ်ပေးเนาะစနစ်ကတော့ကိုကကြောက်မိတဲ့အကြောင်းကိုသူကပြောလာတယ်ပေါ့လေဆိုတော့ဘလို့ဖြစ်ပါဟာလင်းဦးကတော့အဲ့ဒါတွေကြီးမဆိုင်ပါဘူးဟိုဒီပွဲမှာအနိုင်ရဖို့ပဲကြီးဆိုင်တယ်เนาะသူအနေနဲ့ပြိသက်ကိုအကောင်းဆုံးချပြခြင်းနဲ့เนาะနိုင်ငံခြားရောက်နေတဲ့ချင်းလူမျိုးတွေတာမကမြန်မာနိုင်ငံလုံးကမြန်မာပြည်သူတွေအနေနဲ့သူ့ကိုအားပေးချဖို့အတွက်လေတောင်းဆိုသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့เนาะပြိုင်မဲ့ Fighter ကဘယ်တော့ပဲချမ်းပါစီဗျာကျွန်တော်ရဲ့ချင်း Fighter လေးကတော့ဟာလင်းဦးကတော့အောက်ချင်းလေးကတော့เนาะဟိုသူလုံးပြနိုင်တာတွေလည်းကျွန်တော်တွေ့ရတယ်เนาะတခါတလေကျရင်လည်းဟိုမနိုင်ဘူးလို့ထင်ထားခဲ့တဲ့ဟာတွေလည်းသူနိုင်သွားတာမျိုးရှိရလေเนาะဆိုတော့အဆင်ပြေမှာပါကျွန်တော်ထင်တာတော့တယ်မလားဆိုတော့ပရိသတ်တွေအားပေးဖို့ဆင်သင့်မလားဒီလိုမျိုးစူးစမ်းနေတဲ့လူငယ်တွေအတွက်တော့ကျွန်တော်တို့အားပေးခြင်းနဲ့တော့တန်းစင်တို့လိုမျိုးလည်းအရင်လေးဆူဆူရွာဖြစ်နေရလည်းမဟုတ်ဘူးကျွန်တော်တို့အဆင်ပြေမယ်လို့ယုံကြည်ပါရဗျာ